မင်္ဂလာပါရှင်ဒီဇင်ဘာလ9ရက် BBC ရဲ့နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တွေကိုလန်ဒန်မြို့ကနေတိုက်ရိုက်တင်ဆက်ပေးနေပါပြီကျွန်မကဒီလာမယ်ပါပြည်ရင်းစစ်ဖြစ်နေတဲ့မြန်မာဟာအာရှဒေသစစ်ရေးစွမ်းရည်မှာအဆင့်18မှာရှိနေတာဘာကြောင့်ပါလဲမြန်မာနိုင်ငံမှာသဘာဝဓာတ်ငွေ့သိုက်တစ်ခုတွေ့ရှိထားတယ်လို့စစ်ကောင်ဆောင်ကထုတ်ဖော်ပြောလိုက်ပါတယ်အရှေ့ပစိဖိတ်သမုဒ္ဒရာထဲမှာမူရစ်မှောင်ခိုကူးလာတယ်ဆိုတဲ့မော်တော်ဘုတ်ကိုအမေရိကန်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်လူ4ဦးသေဆုံးခဲ့ပါတယ်နိုင်ငံပေါင်း29နိုင်ငံရဲ့ကဏ္ဍပေါင်းစုံကိုထည့်သွင်းတွက်ချက်ထားတဲ့ဩစတြေးလျအခြေစိုက် Lowy Institute ရဲ့အာရှအင်အားကြီးနိုင်ငံများညွှန်းကိန်းမှာမြန်မာနိုင်ငံဟာအဆင့်23မှာရောက်နေပါတယ်။ဒါပေမဲ့ပြည်ရင်းစစ်ဖြစ်နေတဲ့မြန်မာဟာအာရှဒေသစစ်ရေးစွမ်းရည်မှာတော့အဆင့်18မှာရှိနေပါတယ်။ဘာကြောင့်ပါလဲ။ကိုစေရာကပြောပြမှာပါ။နိုင်ငံပေါင်း29နိုင်ငံရဲ့စီးပွားရေး၊တန်တမာရေး၊ရည်ကြည်မှုလွှမ်းမိုးမှု၊ကာကွယ်ရေးစတဲ့ကဏ္ဍတွေကိုထည့်သွင်းတွက်ချက်ထားတဲ့ဩစတြေးလျအခြေစိုက် Lowy Institute ရဲ့အာရှရဲ့အင်အားကြီးနိုင်ငံများညွှန်းကိန်းမှာမြန်မာဟာအဆင့်23မှာရောက်နေပါတယ်။အာရှပစိဖိတ်အင်အားအခြေအနေညွှန်းကိန်းဖြစ်တာကြောင့်29နိုင်ငံစီးရင်မှာအမေရိကန်၊ရုရှားနဲ့ဩစတြေးလျတို့ကိုပါထည့်သွင်းတွက်ချက်ထားတာတွေ့ရပါတယ်။စစ်အာဏာသိမ်းမှုကြောင့်ပြည်တွင်းစစ်ပုံမှုကျယ်ပြန့်နေတဲ့မြန်မာဟာအာရှဒေသတွင်းစစ်ရေးစွမ်းရည်မှာတော့အဆင့်18ဖြစ်နေပါတယ်။စစ်ရေးစွမ်းရည်ကိုကာကွယ်ရေးအသုံးစရိတ်တပ်ဖွဲ့ဝင်အင်အားလက်နက်အင်အားထင်ရှားတဲ့စွမ်းဆောင်ရည်နဲ့အာရှဒေသတွင်းစစ်ရေးအနေအထားစတဲ့အချက်5ခုနဲ့ထည့်သွင်းတွက်ချက်ထားတာပါစစ်ရေးစင်ကိုသတ်မှတ်ရမှာစစ်လက်နက်ပစ္စည်းစစ်သုံးရင်ရန်တရားပိုင်ဆိုင်မှုတွေကိုကြည့်ပြီးသတ်မှတ်တာဖြစ်လို့စစ်ရေးစွမ်းရည်ဟာအဆင့်18ရောက်နေတာလို့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ်အဲ့ဒီအနေအထားတွေကိုအခြေခံပြီးတွက်ပေမဲ့တခုကဒီအာရှဒေသမှာပေါ့နော်အမြဲတမ်းတိုက်ပွဲဝင်အသင့်ပုံစံမျိုးပြီးရင်နှစ်ဖက်တပ်ပါတိုက်ပွဲတွင်တရန်ဆောင်နေတာကမြန်မာတနိုင်ငံပဲရှိတယ်အဲ့တော့အခြားနိုင်ငံတွေကအင်အားရည်တွက်ချစ်တူမယ်ဆိုရင်တောင်မှပဲအကြမ်းဖက်စစ်တပ်ရဲ့ပေါ့နော်ဒီမြေပြင်စစ်သားတွေက ground battle ပေါ့အဲ့ ground battle စိုင်းထားပြီးသားပေါ့အဲ့တော့အတွေ့အကြုံရှိတဲ့စစ်သားတွေလို့သူတို့သတ်မှတ်ထားတဲ့အနေအထားမျိုးပေါ့နော်ဒါကြောင့်မလို့ဒါဒီစစ်ရေးအနေအထားကတက်လာတဲ့အနေအထားမျိုးလို့ပဲပြောရမှာပေါ့ဘာလို့လဲဆိုတော့လေ့ကျင့်ပြီးတော့မြေပြင်ဖီးဆင်းထားတဲ့တပ်ဖွဲ့ဝင်ကကြတော့ကျွန်တော်တို့ဒီအာရှမှာမြန်မာတနိုင်ငံပဲရှိတယ်ဒါကြောင့်မလို့ဒီစစ်ရေးအနေအထားမှာအခြားနိုင်ငံတွေထက် level တစ်ခုထိတက်နေတဲ့အနေအထားမျိုးလို့တော့ပြောလို့ရတယ်ဗျဒါပေမဲ့အာဏာသိမ်းပြီးနောက်ခုခံတော်လှန်စစ်ကိုရင်ဆိုင်ရတဲ့မြန်မာစစ်တပ်ဟာပြီးခဲ့တဲ့9နှစ်အတွင်းတပ်မတော်တပ်တန်း280အတွင်းမှာအကြီးမားဆုံးနယ်မြေလက်လွတ်ဆုံးရှုံးရတာတွေတော့ရှိထားပါတယ်။ကာကွယ်ရေးအသုံးစရိတ်မှာမြန်မာကအဆင့်12မှာရှိနေပြီးအမေရိကန်ဒေါ်လာ9ဘီလီယံကျော်သုံးထားတယ်လို့ခန့်မှန်းတွက်ချက်ထားပါတယ်။စစ်တပ်ရဲ့လူဝင်အားကိုတော့2,400,000လို့တွက်ချက်ထားပြီးအာရှပစိဖိတ်ဒေသတွင်း29နိုင်ငံစီးရင်မှာအဆင့်14မှာရှိနေပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်တွင်းစစ်ပိုကျယ်ပြန့်လာချိန်မှာပြဋ္ဌာန်းခဲ့တဲ့စစ်မှုထမ်းဥပဒေနဲ့လူသစ်စုဆောင်းနေတာကြောင့်စစ်သည်ဥယေအပြောင်းလဲရှိနိုင်တယ်လို့စစ်ရေးအကဲခတ်တွေကဆိုကြပါတယ်။စစ်ရေးအပြင်အခြားကဏ္ဍတစ်ခုအနေနဲ့မြန်မာကတန်တမာရေးကြိုးပမ်းမှုမှာပြီးခဲ့တဲ့နှစ်တွေကတဲ့တိုးတက်မှုတွေရှိလာနေတယ်လို့ Lowy Institute ကသုံးသပ်ထားပါတယ်။ဘာကြောင့်ပါလဲ။အငြိမ်းစားစစ်ရာရှိဟောင်းတဦးဖြစ်တဲ့နိုင်ငံရေးသုတေသီဒေါက်တာအောင်မျိုးကအခုလိုပြောပါတယ်1027ဖြစ်ပြီးမသိမကြဘူးကျွန်တော်တို့ကသူတစ်ပြင်ဘင်္ဂလားဒေ့ရှ်အနာသိမ်းမှုဖြစ်ပြီးတဲ့အခါမှာတရုတ်ပြည်သမ္မတနိုင်ငံကမြန်မာကိုပြန်ပြီးတော့လူလူလားလားနဲ့ပြန်ပြီးဆက်ဆံလာတယ်ကျွန်တော်တို့ကလည်းသူကဒေတာတွင်းညလည်းကျွန်တော်တို့ရဲ့အင်းကြီးချင်းလည်းဖြစ်နေအင်အားကြီးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်ပြီးတော့ဆက်ဆံတယ်အဲ့တော့သူနဲ့သူရဲ့ကျွန်တော်တို့ဟာလာရုရှားရဲ့ထောက်ခံမှုနဲ့အတူတရုတ်နဲ့ရုရှားလူလာတဲ့အင်အားစုတွေကကျွန်တော်တို့နဲ့ပေါင်းစည်းမှုတွေပြန်ပြီးတော့တန်တမန်တွေကိစ္စတွေနောက်တစ်ခုကတော့ຫນွေဥတော်လှန်ရေးဟာမဖြစ်နိုင်တော့ဘူးဆိုတာကိုပတ်ဝန်းကျင်နိုင်ငံတွေကလည်းလက်ခံလာတဲ့အခါမှာကျွန်တော်တို့ဟလာဥမာတာမတ်ကြီးလည်းပဲမဟုတ်ပေမဲ့ပေါ့နော်တာမတ်ဆက်သွယ်ရေးခန္ဓာမှာတော့အရင်ရတဲ့စာလို့ရှိရင်တော့ပို့ပြီးတော့တိုးမြင့်ဆက်ဆံလာတယ်လို့ကျွန်တော်ကသွားပြီးတော့တွေ့တယ်လက်ရှိမှာတော့မြန်မာပြည်တွင်းဖွင့်လှစ်ထားတဲ့ဖင်လန်နဲ့ဒန်မတ်တန်ယုံတွေဟာပိတ်သိမ်းဖို့ဆုံးဖြတ်လိုက်ပြီဖြစ်သလိုနောက်ထပ်ဥရောပနိုင်ငံတချို့ကတန်ယုံတချို့လည်းပိတ်သိမ်းဖို့ရှိနေတယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်မြန်မာဟာအရင်းမြစ်ကျွယ်ဝပေမဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာနဲ့နိုင်ငံရေးပြိပက္ခတွေကြောင့်ဒေသတွင်းအင်အားကြီးပြိုင်ဆိုင်မှုတွေကြားမှာကိုကာကွယ်နိုင်စွမ်းနည်းပါးတဲ့အခြေအနေရောက်နေတယ်လို့ Lowy Institute ကသုံးသပ်ပြောဆိုထားပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာတွေ့ရှိထားတဲ့သဘာဝဓာတ်ငွေ့သိုက်တစ်ခုကိုလာမယ့်2နှစ်အတွင်းမှာထုတ်လုပ်နိုင်မယ်လို့စစ်ကောင်ဆောင်ကကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာထုတ်ဖော်ပြောသွားပါတယ်။ဒီဓာတ်ငွေ့သိုက်ကဘယ်နေရာမှာတည်ရှိပြီးဘယ်နိုင်ငံကလာရင်းနှီးမြှုပ်နှံမှာပါလဲ။ကိုမောင်ကပြောပြမှာပါ။စစ်ကောင်ဆောင်ပြောဆိုပြီးမကြခင်မှာပဲအဲ့ဓာတ်ငွေ့တိုက်ကတနင်္လာရီကမ်းလွန်ကလုတ်ကွက်အမှတ် M15 ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်
M15 လောက်ကွက်ကနေတဘာဝတန်ငွေပမာဏ 94.6 ထရီလီယံကုဘပေထုတ်ယူနိုင်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။အဲ့ဒီလောက်ကွက်နဲ့ပတ်သက်ပြီးထုတ်လုပ်မှုခွဲဝေခန်းစားရေးစာချုပ်ချုပ်ထားတာကစင်ကာပူအခြေစိုက် Canadian Foresight Group ကုမ္ပဏီလို့နိုင်ငံတကာစွမ်းအင်ဆိုင်ရာသတင်းတွေကိုဖော်ပြတဲ့ extremeonline.com မှာဖော်ပြပါတယ်။ M15 လောက်ကွက်မှာရှိနေတဲ့တွင်းသစ်3တွင်စမ်းသပ်တူးဖော်တာကို2026စက်တင်ဘာမှာစတင်ပြီး2029နှစ်ကုန်ပိုင်းမှာတဘာဝတန်ငွေတူးဖော်ရရှိနိုင်မယ်လို့ခန့်မှန်းထားကြောင်း CFG ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူမစ္စတာဆောင်းနေရှန်ကအဲ့ဒီ website ကိုတည်ပြုပြောကြားထားပါတယ်။စစ်ကောင်ဆောင်ကလည်းရှာတွေ့ထားတဲ့တဘာဝတန်ငွေတိုက်ကနေ2029နဲ့2028ခုနှစ်မှာတဘာဝတန်ငွေထုတ်လုပ်နိုင်ဖို့မျှော်မှန်းထားတယ်လို့ပြောပါတယ်။ဒါကြောင့်စစ်ကောင်ဆောင်ပြောတဲ့တန်ငွေတိုက်ဟာ M15 လောက်ကွက်လို့နားလည်ရပါတယ်။သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့နဲ့ Justice for Myanmar တို့လိုအဖွဲ့တွေကစစ်တပ်ရဲ့နိုင်ငံသားငွေရရှိမှုကိုဖျက်တောက်နိုင်ဖို့မြန်မာနိုင်ငံမှာနိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေမလုပ်ဖို့တောင်းဆိုတာတွေရှိနေပါတယ်။ဒါပေမဲ့ယင်းနှိမ့်မြုပ်နှံတဲ့ကုမ္ပဏီတွေကနိုင်ငံရေးခြေအနေကိုကြည့်ပြီးဘလို့အစိုးရနဲ့ဖြစ်ဖြစ်အဆင်ပြေအောင်ပူးပေါင်းဆောင်ရွက်လိရှိတယ်လို့တဘာဝပတ်ဝန်းကျင်နဲ့စွမ်းအင်ဆိုင်ရာရင်းမြစ်တွေကိုလေးလာသူဦးဝင်းမျိုးသူကပြောပါတယ်။ထွက်ရှိလာမဲ့တဘာဝတန်ငွေတွေကိုဘလို့ပုံစံဆောင်ရွက်သွားနိုင်ပါလဲ။ဦးဝင်းမျိုးသူပြောတာကထိုင်းနိုင်ငံကသူ့ရဲ့လက်စစ်တာထုတ်လုပ်မှုကို15ကနေပြီးတော့20ရာခိုင်နှုန်းလောက်ကိုမြန်မာနိုင်ငံလာတဲ့တဘာဝတန်ငွေပေါ်မှာမိခိုနေရတာပေါ့နော်အခုလိုမျိုးနောက်တဲ့တွင်းတစ်ကထက်ရမယ်ဆိုရင်ဝယ်မှာပဲလေလက်ရှိလေးတွင်းနေရထုတ်လုပ်မှုကကြာနေပြီဟုတ်လာပြီးရင်းနှီးမြှုပ်နှံတဲ့လူကလည်းသူကကျန်တဲ့နေရာရောင်းချဖို့ဖြစ်မှာမဖြစ်နိုင်တာဖြစ်နိုင်တော့ဒီရှိပြီးသားပိုက်လိုင်းနဲ့ပဲသူကထိုးပြီးတော့ရောင်းမှာပဲပေါ့နော်ထိုင်းနိုင်ငံကတော့ဒီပေါ်မှာသူကသူ့ရဲ့လက်စစ်တာရရှိတဲ့အတွက်သူကနိုင်ငံရေးကစားမှာပဲဆိုတော့တနည်းအားဖြင့်ဗမာပြည်မှာအာဏာရှိနေတဲ့လူနဲ့စင်ပြောင်လုပ်မှာပဲပြီးခဲ့တဲ့စစ်ဆိုရလက်ထက်ဆက်တုံးကလည်းနိုင်ငံတကာကတန်ခတ်ပိတ်ဆို့မှုတွေလှုပ်ထားပေမဲ့ပြင်သစ်တိုတဲ့စွမ်းအင်ကုမ္ပဏီကမြန်မာပြည်ထဲဝင်ရောက်လုပ်ကင်တာမျိုးရှိခဲ့ပါတယ်မြန်မာအပါအဝင်ပိတ်ဆို့အရေးယူမှုခံထားရတဲ့နိုင်ငံတွေမှာဥရောပနိုင်ငံတွေရဲ့စွမ်းအင်ကုမ္ပဏီကြီးတွေရင်းနှီးမြှုပ်နှံမှုတွေနောက်ဆုတ်လိရှိပါတယ်အဲ့ဒီလစ်လက်သွားတဲ့နေရာတွေမှာထိုင်းမလေးရှားတရုတ်အိန္ဒိယတို့လိုစွမ်းအင်ကုမ္ပဏီကြီးတွေကဝင်ရောက်လုပ်ကင်တာနေရာယူတာမျိုးတွေရှိလာတယ်လို့လေးလာသူတွေကပြောကြပါတယ်အဲ့ဒီကုမ္ပဏီတွေရဲ့နောက်ွယ်မှာဥရောပကုမ္ပဏီကြီးတွေပတ်သက်မှုရှိတယ်လို့ဆိုကြပါတယ်။စွမ်းအင်ကဏ္ဍကနေစစ်တပ်အနေနဲ့ဝင်ငွေရလမ်းများလာရင်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်ပါသလဲ။လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူမတ်တင်စာရွှွန်းလိတ်ကအခုလိုပြောပါတယ်။လက်နဲ့အင်အားအခြေပြုတ်ပြီးတော့မောင်းနေတဲ့အင်အားစုတစ်ခုပေါ့နော် institution တစ်ခုကသူ့မှာဘဏ္ဍာငွေရတယ်ဆိုသူတို့လောက်တာကစစ်ရေးအင်အားကိုတိုးချဲ့မယ်လူတွေကိုပို့ပြီးတော့စစ်မှုပြုတ်မယ်ပေါ့နော်။ဒီပြင်မြန်မာနိုင်ငံလိုတိုင်းသားတော်လိုင်းအင်အားစုဒီအင်အားစုတွေပို့ပြီးဒီနေ့ပို့အတွက်ရွယ်ရင်းဖြစ်လာမယ်ပေါ့နော်ဆိုတော့စစ်အုပ်စုကလို့သမျှဒီပြည်သူအတွက်ဆိုတာထက်စစ်ရေးဖိနှိပ်မှုနဲ့စစ်ရေးအောင်မြင်မှုဒီကိစ္စတွေအတွက်ပဲပို့ပြီးတော့အကျိုးသက်ရောက်မှုရှိတယ်ပေါ့အခု Canadian Foresight Group ကလုပ်မဲ့ရေတိမ်လုပ်ကွက်အမှတ် M15 ကိုဦးသိန်းစိန်ဆိုရလက်ထက်မှာအဲ့ဒီကုမ္ပဏီကလေလံဆွဲခဲ့ပြီးနိုင်ရခဲ့တာပါအလားအလာကောင်းတွေရှိနေတဲ့ဒီစီမံကိန်းကနေတန်ငွေကုဘပေ1ထရီလီယံတွေ့ရှိရင်တောင်ဒေါ်လာ 1.94 ဘီလီယံအကျိုးမြတ်ရနိုင်မယ်လို့ကုမ္ပဏီဘက်ကခန့်မှန်းထားပါတယ်ဒီစီမံကိန်းရဲ့အကျိုးမြတ်80ရာခိုင်နှုန်းကို CFG ကရမှာဖြစ်ပြီး20ရာခိုင်နှုန်းကတော့မြန်မာကရရှိမှာဖြစ်တယ်လို့2018ခုနှစ်ကကုမ္ပဏီအစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျာအရှေ့ပစိဖိတ်သမုဒ္ဒရာထဲမှာမူရစ်ဆေးတွေတင်ဆောင်လာတဲ့ဆိုတော့မသင်္ကာဝယ်မော်တော်ဘုတ်တစ်စင်းကိုလေကြောင်းကနေထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်းနဲ့လူ၄ဦးသေဆုံးခဲ့ကြောင်းအမေရိကန်စစ်တပ်ကထုတ်ဖော်ပြောပါတယ်။မူရစ်ဆေးဝါးမှောင်ခိုကူးတဲ့လမ်းကြောင်းအဖြစ်အများသိကြတဲ့လမ်းကြောင်းတစ်လျှောက်ကနေအဲ့ဒီမော်တော်ဘုတ်ပေါ်မှာမူရစ်ဆေးတွေတင်ဆောင်လာတယ်ဆိုတာကိုထောက်လှမ်းရေးအဖွဲ့ကအတည်ပြုခဲ့ပြီးမှအခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမေရိကန်စစ်တပ်ကပြောပါတယ်။ကာကွယ်ရေးဝန်ကြီး Pete Hegseth ရဲ့ညွှန်ကြားချက်နဲ့အခုလိုတိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။မူရစ်ဆေးမှောင်ခိုသူတွေကိုနှိမ်နင်းတိုက်ဖြတ်ဖို့ Trump အစိုးရရဲ့ဆောင်ရွက်မှုတွေအတွင်းသေဆုံးခဲ့သူပေါင်းအခုအခါအယောက်80ကျော်သွားပြီဖြစ်ပြီးဒီလိုနှိမ်နင်းတိုက်ခိုက်မှုတွေဟာဥပဒေနဲ့ညီရဲ့လားဆိုတာကိုနိုင်ငံရေးသမားတချို့ကမေးခွန်းထုတ်နေကြပါတယ်။မြောက်အမေရိကဒေသဆိုင်ရာ BBC သတင်းတောက် Peter Bowles ကအခုလိုပြောပါတယ်။ News broke on the platform X in a post by the US military along ဒီသတင်းကို American စစ်တပ်က X လူမှုကွန်ရက်ကနေထုတ်ပြန်ခဲ့တာပါအဲ့ဒီထဲမှာဖြစ်ပျက်ပုံလို့ဆိုတဲ့ဗီဒီယိုကိုလည်းတွဲပြီးတင်ထားပါတယ်ထုတ်ပြန်ချက်ထဲမှာအဲ့ဒီသင်းမောပေါ်မှာတရားမဝင်မှုရစေတွေကိုတင်နေကြလမ်းကြောင်းလို့သိထားတဲ့လမ်းကြောင်းကနေတင်နေတာလို့ဖော်ပြပါတယ်နိုင်ငံတကာရေးပိုင်နယ်ထဲမှာအစွန်းရောက်အဖွဲ့တစ်ခုရဲ့လှုပ်ရှားမှုကိုထိရောက်တိကျတဲ့တိုက်ခိုက်နှိမ်နင်းခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုမှာ4ယောက်သေတယ်လို့ရေးထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလဆန်းတုန်းကဒီသင်းမောစုတွေတဲကဒဇင်းကိုနှိမ်နင်းလိုက်နိုင်ခဲ့ပုံကို American ထိပ်တန်းတပ်အရာရှိတွေကအထက်အောက်လွှတ်တော်နဲ့ Congress အဖွဲ့ဝင်တွေကိုရှင်းပြပြီးနိုင်ပိုင်းအကြာမှာပဲဒီသတင်းထွက်လာတာပါဒါလည်းအငင်းပွားပွဲဖြစ်စေတဲ့နှစ်ကြော့ပြန်တိုက်ခိုက်မှုပါဘာဖြစ်လို့လဲဆိုတော့ဒုတိယတစ်ကြိမ်တိုက်ခိုက်မှုမှာသင်းမောပေါ်ကိုတက်ဖို့ကြိုးစားနေတဲ့သူနှစ်ယောက်ကိုထိမှန်ပြီးအဲ့ဒီလူနှစ်ယောက်သေဆုံးသွားခဲ့လို့ပါပဲ because the second strike killed 2 men တီးဖြတ်မထားတဲ့ဒီတိုက်ခိုက်မှုဖြစ်ရဲ့ဗီဒီယိုပုံကို Congress လွှတ်တော်ကအမတ်တွေကိုပြခဲ့ပါတယ်
Democratic Party ဝင် Congress လွှတ်တော်အမတ် Jim Himes ကဒီတိုက်ခိုက်မှုဖြစ်ရပုံဟာသူတွေ့ခဲ့မှုသမျှတွေထဲမှာစိတ်မချမ်းမြေ့စရာအကောင်းဆုံးဖြစ်ရဖြစ်တယ်လို့ပြောပါတယ် You have two individuals ပျက်စီးနေတဲ့ရေရင်တစ်စင်းနဲ့ဘာမှမလှုပ်ရှားနိုင်ပဲတုန်လှုပ်နေတဲ့လူနှစ်ဦးကိုအမေရိကန်ကတပ်ဖြတ်ခဲ့တာပါ who were killed by the United States ဒါပေမဲ့လည်း Republican Senate လွှတ်တော်အမတ် Tom Cotton ကတော့ဒီဗီဒီယိုအပေါ်မတူကွဲပြားစွာရှုမြင်ခဲ့ပြီးအခုဒီဒုတိယအကြိမ်တိုက်ခိုက်မှုဟာခွင့်ပြုညွှန်ကြားချက်နဲ့လုပ်ခဲ့တာလို့ပြောပါတယ် I saw two survivors ငွေစီတမီတော့အမေရိကန်ဘက်ကိုဦးတည်နေတဲ့လီလစင်းကိုပြန်လှန်မှုစူးစမ်းနေတဲ့သက်ရှင်ခြင်းသူနှစ်ယောက်ကိုကျွန်တော်တွေ့တယ်ဆိုတော့တိုက်ခိုက်မှုကဆက်လို့ရတာပဲအခုတော့တခြားထိပ်တန်းရောက်သတင်းတွေကိုဆက်ပြီးရှုစားကြအောင်ပါအင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းမှာအကြီးအကျယ်ရေကြီးခဲ့ပြီးအခုချိန်ထိနေရာတချို့မှာအဆက်အသွယ်ပြတ်နေဆဲဖြစ်ပါတယ်ကျွန်းပေါ်ကရေကြီးမှုဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ပြည်နယ်၃ခုမှာနောက်ထပ်မိုးသီးထန်နိုင်တယ်လို့မိုးလေဝသဌာနကသတိပေးထားပါတယ်ရေကြီးမှုအတွင်းလူ836ဦးသေဆုံးခဲ့ပြီး900ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးလေကြောင်းကုမ္ပဏီ Indigo လေကြောင်းလိုင်းက၄ရက်ဆက်တိုက်လေယာဉ်ခီးစဉ်ရာပေါင်းများစွာဖြတ်သိမ်းဒါမှမဟုတ်ဆိုင်းငံ့ခဲ့တာကြောင့်လေဆိပ်တွေမှာကတောင်းကနင်းတွေဖြစ်သွားခဲ့ပါတယ်။လေယာဉ်မှုတွေညဂျူတီကြတဲ့အခါအနားယူချိန်နာရီပိုပေးဖို့နဲ့ကန့်သက်မှုတွေပိုလုပ်ပေးဖို့စီးမြင့်သစ်တွေကြောင့်အခုလိုဖြစ်ခဲ့တာလို့ Indigo လေကြောင်းလိုင်းကပြောပါတယ်။ကမ္ဘာအကြီးဆုံးဂီတပွဲကြီးဖြစ်တဲ့ Eurovision အဆိုပြိုင်ပွဲမှာဝင်မပြိုင်တော့ပဲသပိတ်မှောက်မယ်လို့ပြိုင်ပွဲဝင်၄နိုင်ငံကထုတ်ဖော်ကြေညာလိုက်တာမို့ပွဲဖြစ်မြောက်ရေးမရေမရာဖြစ်နေပါတယ်။ဒါဟာဂါဇာမှာစစ်ရေးတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အစ္စရေးကိုပြိုင်ပွဲကနေထုတ်ပယ်သင့်မသင့်မဲခွဲဆုံးဖြတ်တာမျိုးမလုပ်ဖို့ပြိုင်ပွဲစီစဉ်တဲ့ EBU တန်လွှင့်ဌာနကဆုံးဖြတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ပြိုင်ပွဲအတွက်အဓိကငွေထည့်ဝင်ပေးနေတဲ့ဂျာမနီကအစ္စရေးကိုမထုတ်ပယ်ဘူးဆိုရင်ပြိုင်ပွဲကနေသူတို့ထွက်မယ်လို့ပြောပါတယ်။မြောက်အိုင်ယာလန်ကမတ်ကျွန်းစုမှာပတ်ဖင်လို့ခေါ်တဲ့ပင်လယ်ကျက်တူရွေးငှက်တွေကိုဆယ်စုနှစ်အတွင်းမှာပထမဆုံးအကြိမ်ပြန်မြင်တွေ့လာခဲ့ရပါတယ်။ဒါဟာအဲ့ဒီကျွန်းကိုလာပြီးငှက်ဥတွေဖောက်စားလေရှိတဲ့ကြွက်ညိုကြီးတွေကိုနှိမ်နှင်းတဲ့အစီအစဉ်ရဲ့ရက်လက်ကြောင်လည်းဖြစ်ပါတယ်။လာမယ့်နွေရာသီကျရင်အဲ့ဒီပင်လယ်ကျက်တူရွေးငှက်တွေကိုပုံမြင်တွေ့လာရနိုင်တယ်လို့ဘေးမဲ့တော်ထိန်းသိမ်းရေးဝန်ထမ်းတွေကပြောပါတယ်။ BBC သတင်းတောက် Sarah Gavin နဲ့သတင်းကိုမတ်စန္ဒာဝင်းကပြောပြမှာပါ။မကျွန်းပေါ်မှာပတ်ဖင်ခေါ်ပင်လယ်ကျက်တူရွေးလေးတွေကိုမတွေ့ရတာ25နှစ်ကျော်ခဲ့ပါပြီ။2019ကစပြီးကျွန်းပေါ်ကကြွက်ညိုတွေကိုဖယ်ရှားဖို့စီမံကိန်းကြီးတစ်ခုစခဲ့ပါတယ်။ပတ်ဖင်တွေရဲ့ဥနဲ့သားပေါက်လေးတွေကိုစားတတ်တဲ့ကြွက်တွေကိုနှစ်ချီရှင်းခဲ့တဲ့ရလဒ်ကိုတွေ့နေရပါပြီ။ Why is this such a big deal? ဒါကဆယ်စုနှစ်တွေအတွင်းပထမဆုံးအကြိမ်ဖြစ်လို့ရေးကြီးပါတယ်။မနစ်ကဒီငှက်တွေကိုကျွန်းပေါ်မှာတွေ့လျက်ပြီးဒီနှစ်မှာသားပေါက်တဲ့သက်သေတွေတွေ့ရတာကလည်းလုံးဝအံ့ဩစရာကောင်းပါတယ်။မနေ့ကပတ်ဖင်9ကောင်ကိုတွေ့ခဲ့ရပြီးဒီຫນွေဦးမှာတော့ကဘာဆုံးကတွင်းထဲကနေပတ်ဖင်2ကောင်ထွက်လိုက်ဝင်လိုက်လုပ်နေတာကိုကင်မရာတွေကနေတွေ့ခဲ့ပါတယ်။ငှက်တွေအတိုက်ထဲကိုအစာပြန်သဲနေတာကိုလည်းဒီဗီဒီယိုကပြနေပြီးသားပေါက်နေတဲ့လက္ခဏာကောင်းလည်းဖြစ်ပါတယ်။ The puffins have now left the island for the အခုဆောင်းတွင်းရောက်နေပြီမို့ပတ်ဖင်တွေကျွန်းပေါ်ကထွက်သွားကြပါပြီလေထံမီဆွဆိုတဲ့ဒီလိုအချိန်မျိုးမှာသူတို့ကိုဘယ်သူကအပြစ်တင်မှာလဲနောက်ຫນွေဦးနဲ့ຫນွေရာသီမှာသူတို့ပြန်လာလိမ့်မယ်လို့တကယ်မျှော်လင့်ပြီးသားပေါက်လေးတွေတောင်ဒီကြောက်စွန်းတွေမှာတွေ့နိုင်ပါတယ် on these cliffs ဘာဆက်ဖြစ်မလဲဒီစီမံကိန်းနောက်ွယ်ကသူတွေစိတ်လှုပ်ရှားနေကြပါတယ်ဒါကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ပတ်ဖင်တွေရောက်လာပြီးသားပေါက်တဲ့လက္ခဏာတွေတွေ့ရပေမဲ့နောက်နှစ်မှာငှက်ပေါက်ကလေးတွေတကယ်တွေ့ဖို့လေကျွန်တော်မျှော်လင့်ပါတယ်ဒါမှအိမ်မက်တွေလက်တွေ့ဖြစ်လာမှာပါပတ်ဖင်တွေပင်လယ်ထဲမှာနေကြတာများပြီးနှစ်စဉ်သားပေါက်ဖို့ပဲကုန်းပေါ်လာကြပါတယ်တစ်ချိန်ပေါက်ရင်လဲတစ်ကောင်ပဲပေါက်တာပါဒီအထီးကျန်ကျွန်းမှာပတ်ဖင်တွေပြန်ရောက်လာပြီးမျိုးဆက်တွေနဲ့ချီနေကြဖို့စီမံကိန်းကကူညီလိမ့်မယ်လို့မျှော်လင့်ပါတယ်BBC မြန်မာပိုင်းရဲ့ရုပ်သံအစီအစဉ်တွေကိုနေ့စဉ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် BBC ပရိသတ်များနဲ့တကွမြန်မာပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်